ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအာမခံအလုပ်သမားများရဲ့သားသမီးများအားပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေးရခြင်းနဲ့ကျန်းရည်သူအကျိုးခံစား권ပေးရခြင်းအခမ်းအနားကိုဒီကနေ့မနက်ပိုင်းမှာလိုင်သာယာအနောက်ပိုင်းမြို့နယ်ခမ်းမမှာကျင်းပရာအခမ်းအနားသို့အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးကနိုင်ငံတော်ကြီးကဲရဲ့လမ်းညွှန်မှာကြားချက်နဲ့အညီ2025-2026ပညာသင်နှစ်မှစတင်ပြီးအာမခံအလုပ်သမားများရဲ့အချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီးများအတွက်ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိရာမန္တလေးတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးအတွင်းပညာသင်စရိတ်လျှောက်ထားလာတဲ့အာမခံအလုပ်သမား8612ဦးရဲ့သားသမီး11489ဦးအတွက်ပညာသင်စရိတ်စုစုပေါင်းကျပ်သန်း459.162online payment နဲ့ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိတဲ့တိုင်းဒေသကြီးပြည်နယ်များအတွက်လည်းထုတ်ပေးနိုင်ရင်ဆောင်ရွက်လျက်ရှိကြောင်းဒီကနေ့ခမ်းနားမှာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပညာသင်စရိတ်လျှောက်ထားလာတဲ့အလုပ်သမား26680တို့ရဲ့သားသမီး33912ဦးအားပညာသင်စရိတ်နဲ့အလုံးမှာထိခိုက်သေးဆုံးခဲ့တဲ့အာမခံအလုပ်သမား9ဦးတို့အတွက်ကျန်းရည်သူအကျိုးခံစား권ငွေများကို၎င်းတို့ရဲ့မိသားစုဝင်များထံထုတ်ပေးသွားမှာဖြစ်ကြောင်းဒီကနေ့ချိန်ထိပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့ငွေကျပ်တန်1914.4ခုကိုခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆလဘီပြည်ထောင်စုဝန်ကြီးကဝန်ကြီးချုပ်ထံသို့ပညာသင်စရိတ်ဆိုင်ရာမိသားစုထောက်ပံ့ငွေကျပ်တန်1325.553ကိုလွှဲပြောင်းပေးခဲ့ပြီးပြည်ထောင်စုဝန်ကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကအလုံးမှာထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့တဲ့အာမခံလုပ်သား9ဦးအတွက်အကျိုးခံစား권ငွေကျပ်တန်60.483ကိုအသီးသီးပေးအပ်ခဲ့ပါတယ်။မွန်လပိုင်းမှာပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများဟာထန်းတပင်မြို့နယ်ရှိအလုံသမားစေယုံတို့တွားရောက်ပြီးစေယုံအုပ်ကြီးနဲ့ဝန်ထမ်းများအားနိုင်ငံတော်ရဲ့အဓိကကုန်ထုတ်စွမ်းအားစုဖြစ်တဲ့အလုံသမားများရဲ့လူမှုဘဝလုံခြုံမှုအတွက်ကျန်းမာရေးစောင့်ရှောက်မှုကိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်ကြီးစုစစ်ဆေးပြီးလိုအပ်တာများကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။